မှာတော့ we balance တက်ကိုအသုံးပြုပြီးတော့ we balance ဖြည့်ခြင်းကိုလက်တွေ့လုပ်ဆောင်ရမှာဖြစ်ပါတယ်။အားလုံးပဲဒီလိုခိုင်းပြီးတော့ air pressure standard bar တော့ 2.2 bar ဖြစ်ပါတယ်။ဒီရင်တော့ကျွန်တော်2လေးတွေဆက်လိုက်ပါမယ်။ဒီလိုပါတယ် air pressure အမှဖြစ်ပါတယ်။ beta ရဲ့ standard bar standard value နဲ့ညီတဲ့အတွက်ကျွန်တော်အဆင်ပြေပါတယ်။ပြီးတော့ကျွန်တော်ပြီးတော့ check လုပ်ပါမယ်။ဒီနေ့တင်တော့တဲ့ပုံကိုကျွန်တော်ပြီးတော့တက်ပါမယ်။ပြီးတော့ပြီးတက်ပါမယ်။လောက်ကမ်းပါမယ်။ပြီးတော့ဒီချာချမ်းချက်ကျွန်တော်ပြန်ပြီးတော့စစ်မယ်။ဒီပါဝါအောင်ပြီးတော့ data import လုပ်ဖို့အတွက်ပထမဆုံးအနေနဲ့စက်နဲ့ V ရဲ့ distance ကိုဒီကစက်ကမီတာတိုင်းနဲ့ကျွန်တော်တိုင်းကြည့်တဲ့အခါမှာ 5.5 inches ရပါတယ်။စင်တီမီတာရပါတယ်။ဒုတိယအနေနဲ့ special 2ကိုသုံးပြီးတော့ V ရဲ့ width ကိုတိုင်းမှာဖြစ်ပါတယ်။ဒါမှ 2.5 inches ရှိပါတယ်။တတိယအနေနဲ့ V ရဲ့ diameter ကိုတိုင်းရနေပါမယ်40 inches ဖြစ်ပါတယ်။ကျွန်တော်စပြီးတော့ balance လုပ်ပါမယ်။ဘယ်ဘက်မှာ20 gram နဲ့ဘယ်ဘက်မှာ15 gram unbalance ဖြစ်နေတယ်20 gram ဘယ်ဘက်20 gram ကို counter weight ချိန်ဖို့အတွက်ကျွန်တော် position နေရာလေးရှာပါမယ်။ပြီးတော့ standard 2လေးကိုသုံးပြီးတော့ဒီ20 gram လေးကို channel တဲ့ရနေနိုင်မှာဖြစ်ပါတယ်။ဘယ်ဘက်ကိုချိန်ကြည့်ပြီးတဲ့အခါမှာညာဘက်က15 gram အတွက်ကိုလည်းကျွန်တော် position လေးရှာပါမယ်။ပြီးတော့ standard 2လေးနဲ့ channel တဲ့နေရာလေးလိုက်ခဲ့ပါမယ်။ဒီ counter weight လေးတွေကို injection ချက်ပြန်စစ်မယ်။ပြီးတော့ကျွန်တော် balance ပြန်လုပ်ပြီးမှဖြစ်ပါတယ်။ဘယ်ဘက်မှာ0.0နဲ့ဘယ်ဘက်မှာ15 gram ဖြစ်နေတဲ့အတွက်ကျွန်တော်ညာဘက်ကိုဘယ်ဘက်ကိုဆက်ပြီးတော့ counter weight ချိန်ဖို့အတွက် position လေးထပ်ရှာပါမယ်။ဆက်ပြီးတော့ balance လေးလုပ်မှာဖြစ်ပါတယ်။ညာဘက်မှာ0.0နဲ့ဘယ်ဘက်မှာ10 gram ဖြစ်နေတဲ့အတွက်ကျွန်တော်နောက်တဲ့ position လေးထပ်ချပါမယ်။ညာဘက်မှာ0.0နဲ့ဘယ်ဘက်မှာ5 gram ဖြစ်သွားတဲ့အတွက်ဘယ်နှန်းလေးလောက်တာအကိုင်းကြီးဖြစ်သွားပါပြီ။နောက်ဝက်များအားလုံးနဲ့ဒီကနေ့များအားလုံးကျေးဇူးပဲတင်ပါတယ်ခင်ဗျာကျေးဇူးပါ